Hello everyone အားလုံးမင်္ဂလာပါ lesson 1 အတွက်သင်ခန်းစာလေးကတော့ greetings လို့ခေါ်တဲ့နှုတ်ခွန်းဆက်စကားများဖြစ်ပါတယ်ဒီ greetings က GREET greet လို့ခေါ်တဲ့နှုတ်ခွန်းဆက်တာဒီဆိုတဲ့ verb ကနေလာတာပါ greeting 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 ကနှုတ်ခွန်းဆက်တာခြင်း s ထည့်လိုက်တဲ့အခါမှာ plural ဖြစ်သွားတဲ့အတွက်နှုတ်ခွန်းဆက်စကားများနှုတ်ခွန်းဆက်တာခြင်းများအင်္ဂလိပ်မှာဆိုလို့ရှိရင်တယောက်နဲ့တယောက်တွေ့လို့နှုတ်ဆက်တော့မယ်ဆိုလို့ရှိရင်အားလုံးသိကြတဲ့အတိုင်း hi ဆိုပြီးတော့နှုတ်ဆက်ကြတယ် hey ဆိုပြီးတော့နှုတ်ဆက်ကြတယ် hello ဆိုပြီးတော့နှုတ်ဆက်ကြတယ်ဒီမှာဆိုလို့ရှိရင် hi နဲ့ hey ကလူငယ်ချင်းတကယ်ချင်းတွေ့ရဲ့အခါမှာနှုတ်ဆက်မှသာတင်တော်မယ်လူကြီးမိဘတွေဆရာမတွေဒါမှမဟုတ်လုပ်ငန်းခွင်မှာ hi တို့ hey တို့ဆိုပြီးတော့နှုတ်ဆက်ရင်အားနာစရာကြီး hi လို့ဖြစ်နေတဲ့အတွက်ကြောင့်မသုံးရဘူးဘယ်လိုသုံးရမလဲဆို hello ဆိုပြီးတော့သုံးရမယ်အနောက်မှာနာမည်တစ်ခုထည့်လိုက်ပါတော့ hello Mr. Johnson hello Miss Mary အစားရှိတဲ့ဖြင့်ပေါ့ဒါဆိုလို့ရှိရင် hi နဲ့ hey ကိုတကယ်ချင်းပဲသုံးရမယ်ကိုကမင်္ဂလာပါဆိုရင်နှုတ်ဆက်ခြင်း hello ဆိုပြီးတော့ပဲအားလုံးကိုသုံးလို့ရမယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်1 2 3ရသိမယ်နော် hi hey hello နံပါတ်4ကကြတော့နေကောင်းတယ်မလားကျန်းမာတယ်မလားဒါမျိုးကိုကမေးချင်တယ်ဆိုလို့ရှိရင်အားလုံးသိကြတဲ့အတိုင်း how are you နေကောင်းတယ်မလားကျန်းမာတယ်မလားနံပါတ်5ကကြတော့အခြေအနေဘယ်လိုရှိလဲဆိုပြီးတော့မေးချင်တဲ့အခါမှာကျန်းမာရေးအခြေအနေပဲဖြစ်ဖြစ်စီးပွားရေးအခြေအနေပဲဖြစ်ဖြစ်ဒီလိုခြုံပြီးတော့အဲ့အခြေအနေဘယ်လိုလဲဒါမျိုးမေးချင်လို့ရှိရင် how have you been ဒါမျိုးသုံးလို့ရပါတယ်နောက်ထပ်တစ်ခုကကြတော့လေသူနဲ့စင်နေပေါ့နော်အရာအဆင်ပြေရဲ့လားဘယ်လိုရှိလဲအခြေအနေဘယ်လိုလဲဒါမျိုးပေါ့နော်အဓိပ္ပာယ်တွေကတော့သွားစင်နေပေါ့နော်ဒါမျိုးမေးချင်ရင် how's everything ဒီမှာ HOW apostrophe S က how is everything ဒါပေမဲ့စကားပြောတဲ့အခါမှာကြတော့ဒီ how is ကိုတခါလေးရောပြီးတော့ပြောလိုက်တာပေါ့နော် how's everything အရာအဆင်ပြေပါရဲ့လားနောက်တစ်ခုကလည်းသူ့လိုမျိုးပဲအခြေအနေဘယ်လိုလဲဘယ်လိုမျိုးအခြေအနေရှိနေလဲဒါမျိုးပြောချင်လို့ရှိရင် how's it going how is it going ပေါ့နော်တကယ်စားနေရေးမယ်ဆိုလို့ရှိရင်တော့ဒါပေမဲ့ how နဲ့ is နဲ့ကိုဒီချေတော့ပေါင်းပြီးတော့ how's it going အခြေအနေဘယ်လိုလဲဒါမျိုးဖြစ်သွားမယ်နံပါတ်8ကကြတော့ how's your day မင်းရဲ့တနေ့တာအခြေအနေကဘယ်လိုလဲအဆင်ပြေရဲ့လားဒါမျိုးမေးချင်လို့ရှိရင် how's your day ရမယ်နော်နောက်တစ်ခုကတော့မင်္ဂလာနံနက်ခင်းမှာဒါမျိုးပြောချင်လို့ရှိရင် good morning ဒါကတော့လွယ်တယ်အားလုံးလည်းသိတယ်ပေါ့နော်မနက်အစောကနေနေ့လယ်12နာရီမထိုးခင်ထိက morning လို့သုံးရမယ် good morning နောက်တစ်ခု afternoon ကကြတော့12ကနေပြီးတော့2နာရီ3နာရီလောက်ပေါ့နော်အဲ့လိုနေမွန်းတဲ့ချိန်ဆိုလို့ရှိရင် afternoon လို့သုံးလို့ရမယ် good afternoon မင်္ဂလာနေ့လည်ခင်းမှာနောက်တစ်ခုကကြတော့ညနေဆောင်ပေါ့4နာရီ5နာရီအားစပြီးတော့ညဘက်မိုးချုပ်သွားတဲ့အချိန်ထိကိုကနှုတ်ဆက်မယ်ဆိုလို့ရှိရင် good evening မင်္ဂလာညနေခင်းမှာ evening ကိုကြတော့လေနေဝင်သွားတဲ့အချိန်မှာတွေးလို့ရှိရင်လည်း evening ပဲเนาะ night ဆိုပြီးတော့လုံးဝသုံးလို့မရပါဘူး good night ဆိုတဲ့စကားပြောကနှုတ်ခွန်းဆက်တာမဟုတ်ဘူးသူ့နှုတ်ဆက်တာgood bye လုပ်တဲ့စကားเนาะနှုတ်ခွန်းဆက်တဲ့စကားမဟုတ်တဲ့အတွက်ကြောင့် good night လို့သွားပြီးတော့လူတယောက်ကိုဆက်တွေ့ချင်း good night လို့သွားပြောရင်အဲ့လူကပြန်သွားလိမ့်မယ်ဘာလို့လဲဆိုတော့သူ့နှင်ထုတ်တယ်လို့ဖြစ်သွားလို့ good evening လို့ပဲနှုတ်ခွန်းဆက်ရပါမယ်အဲ့တော့ည7နာရီမှာတွေ့လဲည7နာရီမှာတွေ့လဲ good evening လို့ပဲနှုတ်ဆက်ရပါမယ်အဲ့ဆိုရမယ်เนาะတီချာတို့အစားကနေအင်္ဂလိပ်လိုတွေပဲပြန်ပြောကြည့်မယ် hi hey hello how are you how have you been how's everything how's it going how's your day good morning good afternoon good evening ဒါဆိုလို့ရှိရင်ရမယ်เนาะနောက်တစ်ခုကကြတော့ဒီနှုတ်ခွန်းဆက်တဲ့စကားကိုပြန်ပြီးတော့ response ပြန်လဲတုတ်ပြန်တဲ့စကားလုံးတွေကိုသင်ပေးသွားမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဒီ greeting ဆိုတဲ့ကိုနှုတ်ခွန်းဆက်တာလာပြီဆိုတဲ့စကားတွေကို response ပြန်လဲတုတ်ပြန်တဲ့စကားပြောတွေကဘာတွေရှိမလဲဆိုတာကြည့်ရအောင်နံပါတ်1ကကြတော့ကျမ်းမာရေးလား how are you ဆိုပြီးတော့မေးလာလို့ရှိရင်ကိုက fine thanks
and you ကျမ်းမာပါတယ်တင်ရောဆိုပြီးတော့ပြန်ပြီးတော့တုံ့ပြန်လို့ရတယ် fine thanks and you fine thanks and you ရမယ်နော်နောက်တစ်ခုကလည်းအဲ့လိုပဲ I'm fine thank you and you ဒါပို့ပြီးတော့နည်းနည်းလေးရှင်းကြေးွားတဲ့ပုံစံဖြစ်သွားတယ်အဓိပ္ပာယ်ကတော့တူတူပဲပေါ့နော် fine thanks အဲ့လိုမျိုးတိုးမဟုတ်ဘဲနဲ့ I'm fine thank you and you ဒါမျိုးပြန်ပြီးတဲ့အသုံးနှုန်းလေးပေါ့နော်နောက်တစ်ခုကကြတော့ပြန်မမေးဘူးကိုယ့်အချိန်လေးပဲကိုကောင်းတယ်ပဲပြောမယ် good thanks good thanks good thanks အချိန်လေးကောင်းပါတယ်ကျေးဇူးတင်ပါတယ်နောက်တစ်ခုကလည်းအဲ့လိုပဲကျမ်းမာရေးအချိန်လေးတိတ်ကိုကောင်းတယ်အလုပ်ကိုင်ချိန်လေးတိတ်ကိုကောင်းတယ်ဒါဆိုလို့ရှိရင် very well thank you very well thank you တိတ်ကောင်းပါတယ်ကျေးဇူးပါနံပါတ်5ကကြတော့အလယ်လက်ပဲတိတ်မကောင်းပေါ့နော်တာမန်လောက်ပဲကောင်းတယ်ဆိုလို့ရှိရင် just fine just fine just fine ဒါမျိုးပြောလို့ရတယ်နောက်တစ်ခုကကြတော့နံပါတ်6ကအရန်ကိုကောင်းတယ်ကျမ်းမာရေးအခြေအနေစီးပွားရေးအခြေအနေဒါမျိုးပေါ့နော်ဒီမေးခွန်းဒီအဖြေတွေကရှိရhow's it going how have you been how are you how's your day ဒီလိုမျိုးမေးခွန်းတွေကိုပြန်ဖြေတဲ့အခါမှာသုံးရမယ့်ဟာတွေเนาะနံပါတ်6ကတိတ်ကိုကောင်းတယ်ဆိုလို့ရှိရင် super super ဒါမျိုးသုံးလို့ရတယ်နောက်တစ်ခုကတော့ကြတော့အတိုင်းထက်အလွန်ပဲအရန်ကိုကောင်းပါတယ်ဆိုလို့ရှိရင် swell 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 ဒါမျိုးပြောလို့ရတယ်နောက်တစ်ခုကကြတော့ဒီဒါတွေကနံပါတ်7ထိရတစ်ပိုင်းเนาะနံပါတ်7ထိရတစ်ပိုင်းပြီးလို့ရှိရင်မတွေ့ရကြတဲ့မိတ်ဆွေကိုပြန်တွေ့ရတဲ့အခါမှာမတွေ့တာတော့ကြာပြီเนาะဆိုပြီးတော့ပြောကြတယ်မလားဒါကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲဆိုလို့ရှိရင် I haven't seen you for a long time I haven't seen you for a long time ခင်ဗျားနဲ့မတွေ့ရတာတော့ကြာပေါ့ဒီမှာဒီခင်ဗျားဆိုတဲ့နေရာမှာကြာတော့တခြားနာမည်ထည့်လို့ရတယ်เนาะတခြားနာမည်ထည့်လို့ရတယ်ဒါမှမဟုတ်နာမ်စားတွေထည့်လို့ရတယ်ဒါဒီချက်ကexample ပေးထားတာမို့လို့ပေါ့နော် I haven't seen you for a long time နောက်ထပ်တစ်ခုကကြတော့နံပါတ်9ကကြတော့တူတူပဲဒါပေမဲ့for a long time တက်ပို့ပြီးတော့ကြာသွားတယ်နှစ်တည်ချီပြီးတော့မတွေ့ရတဲ့တကယ်ချင်းပြန်တွေ့တဲ့အခါမှာဘယ်လိုပြောလဲဆိုလို့ရှိရင် I haven't seen you in ages I haven't seen you in ages I haven't seen you in ages မင်းကိုမမြင်ရတာနှစ်တည်အောင်အတော်ကြာပြီနော်ဒါမျိုးပြောချင်တာဖြစ်ပါတယ်နောက်တစ်ခုကနံပါတ်10ကကြတော့နောက်တစ်ချိန်ပြန်တွေ့ရလို့ဝမ်းသာလိုက်တာဆိုပြီးတော့ပြောချင်တဲ့အခါမှာ I'm so glad to see you again I'm so glad to see you again I'm so glad to see you again နောက်တစ်ချိန်ပြန်တွေ့ရတဲ့အတွက်ဝမ်းသာလိုက်တာနံပါတ်11ကလည်း8တိုင်းပဲနောက်တစ်ချိန်ပြန်တွေ့ရလို့ဝမ်းသာလိုက်တာကိုပဲဘယ်လိုမျိုးပြောလို့ရသေးလဲဆို very nice to see you again very nice to see you again very nice to see you again နောက်တစ်ခေါက်ပြန်တွေ့ရလို့အရန်ကိုကောင်းလိုက်တာနောက်တစ်ခုကနံပါတ်12ကကြတော့ဒီ how have you been ကိုပြန်ဖြေတဲ့စကားလုံးပေါ့နော်ဒီချက်ကြံငဲလို့နောက်ဆုံးမှထည့်လိုက်တာပါဘာတွေလုပ်နေလဲအခြေအနေတွေဘယ်လိုရှိလဲအဆင်ပြေရဲ့လားအဲ့လိုမျိုးမေးတဲ့အခါမှာကိုကဘာမှလည်းတိတ်လုံးမနေဘူးဒါမှမဟုတ်သူမေးတာကိုလည်းတိတ်မဖြေချင်ဘူးအထွေထူးမရှိဘူးဆိုပြီးတော့ပဲခက်ပြပြပြောချင်တယ်ဆိုလို့ရှိရင် nothing match nothing match အထွေထူးမရှိပါဘူး nothing match ဒါမျိုးပြောလို့ရတယ်เนาะဒါဆိုလို့ရှိရင်အစားကနေအင်္ဂလိပ်လိုတွေကြီးပဲဒီချက်ပြန်ပြီးတော့ဆိုပြမယ်လိုက်ပြီးတော့တစ်ခါနဲ့နားထောင်ရင်းနဲ့မှတ်သွားเนาะ fine thanks and you I'm fine thank you and you good thanks very well thank you just fine super swell I haven't seen you for a long time I haven't seen you in ages I'm so glad to see you again very nice to see you again nothing match ဒါဆိုလို့ရှိရင်ဒီ greeting ဆိုတဲ့ lesson လေးကပြီးသွားပြီနှုတ်ခွန်းဆက်တာရဲ့ကိုယ်လာပြီးတော့နှုတ်ဆက်တဲ့အခါပြန်လဲခွန်းတုပ်ပြန်တဲ့ဒီစကားပြောလေးတွေကိုဒီချိန်ကဒီ lesson မှာရှင်းပြပေးသွားတာဖြစ်ပါတယ်နားမလည်တာရှိတာပဲဖြစ်ဖြစ်တခြားသိချင်တာရှိတာပဲဖြစ်ဖြစ်ဒီ lesson post ရဲ့ comment box မှာမေးခဲ့လို့ရပါတယ်ရှင်ဒါဆိုလို့ရှိရင် see you in the next video ပါ